ဘယ်ရပဲလို့လေးလာပြီးမှလို့ပေါ့နော်မလေးလာပဲနဲ့ကိုလိုချင်တဲ့ຢာတခုလှုပ်လိုက်မယ်ဆိုလို့ရှိရင်ကိုမလေးလာထားတဲ့အကြောင်းကိုအသုံးမကျတဲ့အကြောင်းကိုရဲ့ငွေနဲ့ရင်းပြီးတော့တက်တည်ပြရတယ်လေနော်ဒါကျွန်တော်ရဲ့ရှေ့ကစီနီယာတွေအကူတွေတင်ပေးခဲ့တဲ့စကားလေးပေါ့နော်အဲ့တော့ဘယ်ဟောပဲဒီကွာဝယ်တာပဲဖြစ်ဖြစ်ကျိုးဝယ်တာပဲဖြစ်ဖြစ်လေးလာပြီးတော့မှဝယ်နောက်ဆုံးပိတ်ငှက်ထွက်ပြစ်တာပဲဖြစ်ဖြစ်အဓိကပြောချင်တဲ့အကြောင်းကြီးအဲ့ဒါပဲပေါ့နော်ငှက်ထွက်ပြစ်တဲ့ဟာပဲဖြစ်ဖြစ်လေးလာပြီးမှပြစ်အချိန်လေးမှတ်ထားတကယ်လို့ဟိုပြစ်တဲ့ညီကိုတွေပေါ့နော်တက်ကက်ကြီးပြစ်နေတဲ့လူတွေရှိတယ်ကျွန်တော်ဆိုဦးလုံးလုံးတဲ့လုံးဝဟန်ဒီမပြစ်ဖြစ်တော့ဘူးအိမ်မှာပဲcash box ပဲပြစ်တယ်ပေါ့နော်အဲ့တော့အပြင်ထွက်ပြစ်မဲ့ညီကိုတွေလေဒီလိုနွေရာသီဆိုရင်ကျွန်တော်အရင်တော့လေးလာထားတဲ့ဟာလေးကို sharing လုပ်ပေးမယ်နော်လိုရတဲ့သူတွေအတုံးတက်အောင်လို့ပေါ့နော်အမြဲတမ်းပြစ်ဖြစ်နေတဲ့လူတွေကြတော့ဒီလိုရာသီဥတုပူတဲ့အချိန်မှာဆိုလို့ရှိရင်သူကငှက်ကမျိုးပြင်းနေမှာဆိုလို့ရှိရင်မနေ့6နာရီနဲ့9နာရီလောက်မှာပဲရှိတယ်9နာရီနဲ့10နာရီလောက်ဆိုရင်တကြိုးတွေပေါ်မှာမရှိတော့တကြိုးပေါ်မှာနားတယ်အဲ့တော့ဟိုထားပါတော့ဒီလိုကတ္တရာလမ်းကဒီလိုဖြောင်းဖြောင်းပေါ်မှာဆိုင်ငယ်ပြူသွားတယ်ဆိုရင်ဒီလမ်းမေးမှာဒီလိုတကြိုးတက်တိုင်နေရှိတာများတယ်အဲ့တော့အဲ့လိုနေရာမှာဆိုရင်6နာရီနဲ့9နာရီကြားလောက်မှာရှိတယ်သူကအဲ့ဒါပြီးသွားရင်ပြတော့17လောက်မှာ10ခွဲနဲ့17လောက်ကြားလေးမှာတစ်ခါပြန်လာရဲဒါပေမဲ့အဲ့အချိန်ကဖမ်းမှုခတ်တယ်ဘယ်အချိန်မှာ online ချင်းလိုက်တွေ့ရတယ်ဆိုတော့ကြတော့ကျွန်တော်တို့နှစ်ချက်ထိုးလောက်တစ်ချက်ခွဲနဲ့နှစ်ချက်ထိုးလောက်နေတအားပူတဲ့အချိန်မှာတော့နေပူတဲ့ဒုက္ခတော့ခံရတယ်ကျွန်တော်ကကြတော့အထူးတယ်တယ်မဟုတ်ဘူးကျွန်တော်ဂျွာနီပြန်လာတဲ့အချိန်ဆိုတော့တစ်ခါလေဂျွာနီကျွန်တော်အဲ့ချိန်ပြန်လာတဲ့အချိန်ဆိုတော့အဲ့ချိန်ဆိုရင်သူကတကြိုးတွေပေါ်မှာလုံးမရှိတော့ဘဲနဲ့ဆိုဘယ်ရောက်သွားလဲဆိုတော့ကျွန်တော်အိုင်နာလီကအဲ့လမ်းဘေးကပေါ့နော်လမ်းဘေးကအပင်ထနောင်းမင်းတို့ဘာလို့အုပ်တမာပင်တို့ကနေရမင်းတို့ကောင်းနေမှာအကောင်20 30လောက်နားပင်မှာနားနေကြတာအပင်မြင့်မှာဆိုလို့ရှိရင်တော့ပူကောင်းတာပေါ့နော်အဲ့ချိန်ကျတော့လုံးသူကနေပူလာနဲ့ဆိုတော့ကျတော့ကုတ်နေပြီးတော့မပြန်ဘူးပေါ့နော်အဲ့လိုမျိုးလေးမှတ်ပြီးပြစ်ပေါ့အဲ့လူသက်တာတာပေါ့ဗျာရှာရတာတို့ပြရတာတို့လူသက်တာအခုစင်းရှော့သမားတွေတော်တော်များများဟိုထားပါတော့အကောင်20 30လောက်ရအောင်ပြစ်နိုင်နေပါညာဆိုတာလေအဲ့လိုလေးအချင်းလေးမှတ်တာညနေခင်းဆိုလဲညနေခင်းတစ်ဖြတ်ပေါ့နော်ညနေခင်းဆိုလို့ရှိရင်လေဒီကောင်တွေကနေပူတော့ကြတော့စောင်းလုံးလိုမျိုး4နာရီခွဲ5နာရီလောက်မနာဘူးတခါလေ9ခွဲလောက်နဲ့6ခွဲလောက်ကြာမှာအဲ့လိုတကြိုးတွေပေါ့ပြန်နာတယ်အဲ့လိုမျိုးလေးပေါ့ကိုယ့်ရဲ့ data အလိုက်ပေါ့နော်တနေရာနဲ့တနေရာတော့နာရီချင်းလေးတည်းတူမှာမဟုတ်ဘူးအဲ့ဒါလေးကိုမှတ်ပြီးတော့မှအဲ့လိုမျိုးလေးလုပ်တယ်ဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေလာလိမ့်မယ်ပေါ့နော်အဲ့တော့ဘယ်ရပဲအကျိုးပဲဝယ်ခွာပဲဝယ်လေးလာပြီးတော့မှဝယ်တာကောင်းဆုံးပဲနော်ကျွန်တော်ဒီမှာကခွာကနော်ဟိုဗီဒီယိုဖိုင်မတင်ခင်တွေ့တာဆိုရင်နှစ်လက်တော့ကျန်အောင်မယ်ခွာဆိုနှစ်လက်ပဲကျန်အောင်မယ်ကျိုးကတော့နည်းနည်းအစုံနေကြအောင်ပြီးတော့နောက်တစ်ခုဒီကွာခဏလာမိရဗျာဒီကွာကိုကြိုက်လို့ကျွန်တော်ပြောပါမယ်ဒီကွာကြီးကျွန်တော်ကြားလို့လည်းမပြောချင်တော့ဘူးဗျာဒီလားဒီကွာကလေအခုတက်တာပြောလိုက်ပါဦးမလားဟုတ်ကောဈေးနှုန်းတော့ကျွန်တော်မပြောတော့ဘူးနော်ဒါကြီးပြောတာကျွန်တော်ပြောပါမယ်လူတရားမှာတယောက်ဝဲမကင်နဲ့ဈေးတန်းမှာရှိတယ်နော်ကျွန်တော်ပြောတာကမကင်နိုင်ဘူးလေကင်နိုင်နေပြီပြောတာမဟုတ်ဘူးနော်အဲ့ဒါရှိမရှိလူတရားမှာတယောက်ဝဲမကင်နိုင်တဲ့ဈေးတန်းမှာရှိတယ်နော်အဲ့လောက်ပဲနားလဲထားလိုက်ကျွန်တော်လည်းခဏပြောရတာဟောလို့ဖြစ်လို့မကောင်းလို့ဘယ်လိုပြမလဲပတ်စံခင်ဗျားသိန်း900ပဲချမ်းသာ1000ပဲချမ်းသာဒါမှကွာတက်လက်ကိုဒီဈေးတန်းပေးကင်မလားဆိုဟင်းဆိုတဲ့အနေထားလောက်မှရှိတယ်ဒီကွာတက်လက်ကဥမာဆိုလဲတော့အဲ့လေးပြပြတာနော်ဒီကွာဟိုလိုမျိုးခဏပြောတသိန်းလည်းမရနော်အဲ့လေးလာပြပြပြနော်အဲ့တော့ဘာပဲလို့လေးလာပြီးမလုပ်တာအကောင်းဆုံးဖြစ်ပါလိမ့်မယ်နော်အားလုံးပဲညီကိုဆင်ကြပါလိဒီပါ